ဒီရက်ပိုင်းမိုးရေရွာနေရတယ်ကျွန်တော်မိမစားဖို့အတွက်တုံရန်ခောက်ဆွဲလေးလုပ်ပေးဖြစ်ပါတယ်တုံရန်ခောက်ဆွဲကိုတော့ကျွန်တော်ပဇွန်နဲ့လုပ်မှာမလို့ပဇွန်၄កောင်ကိုအခွန်တင်ပြီးတော့တောလေးတွေကိုဓာတ်နဲ့ခွဲပြီးတော့အထဲထဲကဥလေးတွေကိုထုတ်ထားလိုက်ပါတယ်ပဇွန်လေးတွေခွန်တင်ပြီးတော့ဥထုတ်ပြီးသွားပြီဆိုရင်တော့ဟင်းရည်ထဲမှာထည့်ဖို့အတွက်စပလင်ပဒဲကောငရုတ်သီးစိမ်းရှောက်ရွက်နဲ့တံမြာသီးလေးတွေကိုထုတ်ထားလိုက်ပါတယ်ပဒဲကောလေးကိုတော့ပပလီးထားပြီးတော့ငရုတ်သီးလေးကိုတော့ထချမ်းချမ်းထားလိုက်ပါတယ်စပလင်လေးကိုတော့တနောင်းနဲ့ထုပြီးတော့လီထားလိုက်ပါတယ်နောက်ထပ်စပလင်တစ်ချောင်းကိုလည်း garnish လုပ်ဖို့အတွက်ပပလီးထားလိုက်ပါတယ်ပြီးရင်တော့ဟင်းရည်ထဲမှာထည့်ဖို့မှုလေးတွေကိုအစင်သင်းလုပ်ထားလိုက်ပါတယ်ချက်တော်နီတစ်လုံးကိုတော့အခွန်တင်လေးသိပ်ထိုးပြီးတော့အိုးထဲမှာစပလင်ရဲ့ပဒဲကောလေးတွေရဲ့ထည့်ပြီးတော့စီတက်ထားလိုက်ပါတယ်ပြီးရင်တော့ထိုင်းငရုံးနစ်လေးထည့်ပြီးတော့ရေလေးထည့်ထားလိုက်ပါတယ်အငန်အတွက်တော့ငါးငယ်ပြားလေးထည့်ပြီးတော့ရှောက်ရက်လေးကိုခြေပြီးထည့်ထားလိုက်ပါတယ်ပြီးရင်တော့ခောက်ဆွဲကြောက်ထည့်ရပါတယ်အရသာထုတ်တစ်ထုပ်ထည့်ပြီးတော့ခောက်ဆွဲကိုတော့နှစ်ထုပ်စာထည့်ထားလိုက်ပါတယ်ပြီးရင်တော့အစင်သင်းလုပ်ထားတဲ့ကိုက်လန်နဲ့မှုလေးတွေထည့်ပြီးတော့ပဇွန်၄កောင်ကိုလည်းအပေါ်ကနေထည့်လိုက်ပါတယ်ပဇွန်နဲ့အသီးရွက်လေးကျက်သွားအောင်လို့အပေါ်ကနေအဖုံးလေးအုပ်ပြီးတော့ခဏတင်ထားလိုက်ပါတယ်အရွက်တွေကကျက်သွားပြီဆိုရင်ပဲပဇွန်ကတစ်ဖက်ကမကျက်သေးရမလို့တစ်ဖက်ကိုလှန်ပေးလိုက်ပါတယ်ပြီးရင်တော့ငရုတ်သီးစိမ်းနဲ့ကျဲဥအနစ်လေးတွေထည့်ပြီးတော့နောက်ဆုံးမှာသွန်မိန်နန်းနန်းမင်းနဲ့တံမြာသီးပုံဖော်ထားတာလေးကိုထည့်ပေးလိုက်ပါတယ်Coffee, coffee farmer here. Thank you. Hold on.